အားလုံးပဲမင်္ဂလာပါမြန်မာ Daily News Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်မြန်မာ Daily News ပရိသတ်တွေအားလုံးမင်္ဂလာပါသမရကြီးမင်းအောင်လှိုင်ရဲ့ရက်တရာစီမံကိန်းကာချုပ်အသစ်နဲ့ KIA ကိုအမြင့်ဖြုတ်မယ်တက်စီနဲ့အငှားရင်တွေအတွက်စစ်သုံးစီဝယ်ယူတဲ့စနစ်ပုံစံအသစ်ပြောင်းလိုက်ပြီးဖားကတ်မှာတိုက်ပွဲပြင်းထန်မုံရွာအနီးကအကြမ်းဖက်တွေစေကူတာနေတဲ့စခန်းကိုဘုံလုံး100နဲ့ကျဲအကြမ်းဖက်အတုံးယုံသည်စတဲ့စိတ်ဝင်စားဖွယ်ရာအကြောင်းအရာတွေနဲ့ပတ်သက်တဲ့ကိုထူးမောင်ရဲ့သတင်းရုပ်သံလိုက်ရှိုးဗီဒီယိုကိုကြည့်ရှုနားဆင်ရမှာပဲဖြစ်ပါတယ်။မိမိရဲ့ထင်မြင်ယူဆချက်များကိုလည်းဝေဖန်ထောက်ပြအကြံပြုဆွေးနွေးပေးဖို့တောင်းဆိုရင်းနဲ့တင်ဆက်ပေးလိုက်ရပါတယ်ခင်ဗျာ။တော်ကနေပြီးတော့ဒီပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအစုအဖွဲ့အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များအစုအဖွဲ့နဲ့တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များအစုအဖွဲ့ကနေရွေးချယ်တင်မြှောက်လာတဲ့သမ္မတ3ဦးကိုမဲခွဲဆုံးဖြတ်ပြီးတော့ဒီနိုင်ငံတော်ရဲ့သမ္မတကြီးအနေနဲ့ရွေးချယ်ခဲ့ကြပါတယ်။ဒီကနေ့ဒီပြည်တော်စုလွှတ်တော်ကိုတက်ရောက်လာကြတဲ့လွှတ်တော်ကိုယ်စားလှယ်အရေအတွက်ကဒီတက်ရောက်ရမယ့်အရေအတွက်ကတော့986ဦးရှိပြီးတော့တက်ရောက်လာတဲ့အရေအတွက်က984ဦးဖြစ်တယ်လို့သိရပါတယ်။အဲဒီနောက်ဒီလွှတ်တော်လုပ်ငန်းစဉ်တွေတိုင်းဥပဒေနည်းဥပဒေတွေနဲ့ဒီသမ္မတရွေးချယ်တင်မြှောက်ရေးလုပ်ငန်းစဉ်တွေကိုဆက်လက်ဆောင်ရွက်ခဲ့ကြပါတယ်။လွှတ်တော်ကိုယ်စားလှယ်အသီးသီးကဒီပုံစံတစ်စင်မှာဖြစ်ပြီးတော့မိမိဆန္ဒပြုခြင်းနဲ့ဒုသမ္မတတွေကိုသမ္မတဖြစ်ရွေးချယ်ရမှာလျှို့ဝှက်ဆန္ဒမဲတွေပေးခဲ့ကြပါတယ်။ဒါကြောင့်မလို့ဒီနေ့မနေ့ပိုင်းမှာပဲပြည်တော်စုလွှတ်တော်ဒီသမ္မတရွေးချယ်တင်မြှောက်ရေးအစီအစဉ်ကနေဒီနေ့ပြည်တော်စုလွှတ်တော်သမ္မတရွေးချယ်တင်မြှောက်ရေးအတွက်လျှို့ဝှက်မဲဆန္ဒတွေကိုပေးခဲ့ကြတဲ့အချိန်မှာတော့အားလုံးပြီးသွားတဲ့အချိန်မှာဒီတပ်မတော်ကာကွယ်ဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကမဲရည်အတွက်429မဲနဲ့နိုင်ငံတော်ရဲ့သမ္မတကြီးဖြစ်သွားပါပြီ။ဒီဦးညွတ်စောကတော့မဲရည်အတွက်129မဲနဲ့ဒုသမ္မတ1ဖြစ်သွားပြီးတော့ဒေါ်နန်းနီအေးကတော့မဲရည်အတွက်29မဲနဲ့ဒုသမ္မတ2ဖြစ်သွားပြီဖြစ်ပါတယ်။ဆိုတော့ဒီမြန်မာနိုင်ငံရဲ့သမ္မတကဘယ်သူဖြစ်သွားမလဲဆိုတဲ့အခင်းကျင်းကိုအလုံးလက်တွက်ဆထားပြီးဖြစ်နိုင်ပေမဲ့ဒီနေ့ဒီအချိန်မှာတော့ဘယ်သူကသမ္မတကြီးဖြစ်တယ်ဆိုတာကိုတရားဝင်ကြေညာလိုက်တာပဲဖြစ်ပါတယ်။ရွေးကောက်ပွဲကာလတွေမှာတွေကသမ္မတကာကွယ်ဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သမ္မတလုံနိုင်သလားဆိုတဲ့အခြေအနေတွေကိုဒီမီဒီယာတွေကလည်းမျက်ခြေမပြတ်စောင့်ကြည့်နေတာတွေရှိတယ်။တချို့သောမီဒီယာတွေကလည်းမေးမြန်းတာတွေပြုလုပ်ခဲ့ကြပါတယ်။တပ်မတော်ကာကွယ်ဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ဒီဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီလွှတ်တော်ကနေရွေးချယ်တင်မြှောက်မယ်ဆိုရင်တော့လွှတ်တော်လုပ်ငန်းစဉ်တွေအတိုင်းဆက်လက်ဆောင်ရွက်သွားနိုင်တယ်ဆိုတဲ့သဘောမျိုးနဲ့ hints တွေတော့ရွေးကောက်ပွဲကာလမှာပေးထားခဲ့ပါတယ်။အဲဒီနောက်ဒီရွေးကောက်ပွဲအပိုင်း1အပိုင်း2အပိုင်း3ကိုအောင်မြင်စွာကျင်းပနိုင်ပြီးတဲ့နောက်အခုမတ်လထဲမှာပဲပြည်သူ့လွှတ်တော်စတင်ခဲ့တယ်မြို့သားလွှတ်တော်စတင်ခဲ့တယ်။အဲဒီနောက်ဒီပြည်ထောင်စုလွှတ်တော်ကိုစတင်ခဲ့တာဖြစ်ပါတယ်။ပြည်ထောင်စုလွှတ်တော်စတင်ခဲ့တဲ့တတိယအကြိမ်ပြည်ထောင်စုလွှတ်တော်ပုံမှန်အစည်းအဝေးကနေပြီးတော့အခုသမ္မတကိုရွေးချယ်တင်မြှောက်လိုက်တာဖြစ်တဲ့အတွက်ဒီမဲရည်အတွက်429မဲနဲ့သမ္မတကာကွယ်ဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့နိုင်ငံတော်ရဲ့သမ္မတကြီးဖြစ်သွားပါပြီ။2021ခုနှစ်ကနေ2026ခုနှစ်အထိဒီနိုင်ငံတော်ရဲ့ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနဲ့အေဂျင့်တာရေးကော်မရှင်ဥက္ကဋ္ဌအစသဖြင့်နိုင်ငံတော်ရဲ့အာဏာကိုယာယီထိန်းပေးထားရတဲ့အခြေအနေနိုင်ငံတော်ရဲ့ယာယီသမ္မတအဖြစ်ရှိနေတဲ့အခြေအနေကနေအခုဆိုရင်တော့ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ရဲ့ရွေးကောက်ခံသမ္မတကြီးဖြစ်သွားပြီဖြစ်ပါတယ်။ဒါကြောင့်မလို့လာမယ့်အခင်းကျင်းတွေဒီလာမယ့်အစည်းအဝေးတွေနဲ့လာမယ့်ကမ္ဘာနိုင်ငံရေးအခင်းကျင်းတွေဒီမိဖက်နိုင်ငံတွေနဲ့ဒီအာဆီယံဒေသတွင်းကအစည်းအဝေးတွေမှာပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ရဲ့ကိုစားပြုမဲ့ရွေးကောက်ခံသမ္မတအဖြစ်မှင့်အောင်လှိုင်လို့ခေါ်ဝေါ်ပြီးတော့မြင်တွေ့ကြရတော့မှာဖြစ်ပါတယ်။ဆိုတော့ဒီချိန်တုန်းကတပ်မတော်ကာကွယ်ဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဖြစ်ခဲ့တဲ့သူကအခုနိုင်ငံတော်ရဲ့သမ္မတကြီးဖြစ်သွားပြီဖြစ်တဲ့အတွက်တပ်မတော်ကာကွယ်ဦးစီးချုပ်အနေနဲ့ဒီနိုင်ငံတော်ရဲ့တာဝန်ကို15နှစ်လုံးတာဝန်ထမ်းဆောင်ခဲ့ပြီးတဲ့နောက်အခုဆိုရင်တော့နိုင်ငံတော်ရဲ့သမ္မတအနေနဲ့နိုင်ငံတော်တာဝန်တွေကိုထမ်းဆောင်သွားတော့မှာဖြစ်ပါတယ်။တော်ရဲ့သမ္မတကြီးဖြစ်သွားတဲ့ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့1956ခုနှစ်မှာမကွေးတိုင်းမင်းဘူးမြို့နယ်မင်းဘူးမြို့မှာမွေးဖွားခဲ့တာဖြစ်ပါတယ်။လက်ရှိချိန်မှာတော့တပ်မတော်ကာကွယ်ဦးစီးချုပ်အဖြစ်မထမ်းဆောင်ခင်ဒီတပ်မ33တို့တပ်မ44တို့မှာစစ်ဦးစီးပထမတိုင်းယာဒုစသဖြင့်အစင်းစင်တော်ယာဒုတွေကိုဖျက်ဆီးခဲ့ပြီးတဲ့နောက်စစ်တပ်ကသူရဲ့အကြောင်းအကြီးလည်းလုပ်ခဲ့တယ်။တွေးကန်တိုင်းစစ်ဌာနချုပ်ရဲ့တိုင်းမှုလည်းလုပ်ခဲ့တယ်လို့နဘခလို့ခေါ်တဲ့နောက်ပိုင်းနဲ့စစ်ဌာနချုပ်တိုင်းမှုလည်းလုပ်ခဲ့ပါတယ်။အဲဒီနောက်ဒီကြီးလေးညနေကိုကဲမှုယာဒုကနေတဆင်ဒုတိယဗိုလ်ချုပ်မှူးကြီးယာဒုအဲဒီကနေဒီ2010ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကာလတွေကနေစပြီးတော့2015ခုနှစ်မှာဒီတပ်မတော်ကာကွယ်ဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးအဖြစ်တာဝန်ယူခဲ့တာဖြစ်ပါတယ်။အခုဆိုရင်တော့နိုင်ငံတော်ရဲ့သမ္မတကြီးအနေနဲ့တာဝန်ထမ်းဆောင်တော့မှာဖြစ်တဲ့ဆိုတော့ဒီနေ့ပြည်ထောင်စုလွှတ်တော်ကနေဒီနိုင်ငံတော်သမ္မတရွေးချယ်ပြီးတဲ့နောက်လာမယ့်ဧပြီလ6ရက်နေ့တနင်္လာနေ့မှာပဲဒီပြည်ထောင်စုလွှတ်တော်ကနေလွှတ်တော်အစည်းအဝေးကိုဆက်လက်ကျင်းပသွားမှာဖြစ်ပြီးတော့သမ္မတရွေးချယ်တင်မြှောက်ရေးအစုအဖွဲ့ကနေသမ္မတကျန်းချိန်ပဲအဲဒီကနေအစိုးရဖွဲ့စည်းတော့မှာဖြစ်ပါတယ်။မနေ့ပြန်ဧပြီလ4ရက်နေ့နဲ့5ရက်နေ့ကတော့ရုံးပိတ်ရက်ဖြစ်ပါတယ်။သို့တော့ဒီနေ့ဧပြီလ3ရက်နေ့မှာဒီနိုင်ငံတော်ရဲ့သမ္မတအဖြစ်ရွေးချယ်တင်မြှောက်ခံရတဲ့ဆိုတဲ့ကြေညာချက်ထွက်ပေါ်တဲ့အချိန်မှာပဲတရုတ်နိုင်ငံဘက်ကနေပြီးတော့ဒီပုံမှန်လုံနေကြသတင်းစာရှင်းလင်းပွဲကနေဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သမ္မတအဖြစ်ရွေးချယ်တင်မြှောက်ခံရတာကိုဂုဏ်ယူပါကြောင်းကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ဒီကြေညာချက်ကိုတော့တရုတ်နိုင်ငံဘက်ကဒီနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ပြောရေးဆိုခွင့်ရမော်နင်ကနေပြီးပုံမှန်သတင်းစာရှင်းလင်းပွဲမှာပြောကြားသွားတာဖြစ်ပြီးတော့မြန်မာနိုင်ငံနဲ့တရုတ်နိုင်ငံတွေကဒီနှစ်နိုင်ငံဆက်လက်ပြီးတော့ဆောင်ရွက်ရမယ့်ကိစ္စတွေကိုလည်းညွှန်ပြောဆိုသွားတာရှိတယ်လို့သမ္မတရှီကျင်းဖျင်ရဲ့2030မှာဒီ BRI စီမံကိန်းလုံးဝ
လေပတ်နိုင်ရေးမျှော်မှန်းချက်တွေနဲ့အတူမြန်မာနိုင်ငံကလည်းဒီ BRI မှာပါဝင်နေတာဖြစ်တဲ့အတွက် CMEC မှာပါဝင်နေတာဖြစ်တဲ့အတွက်ဆက်လက်ပြီးတော့ဒီမြန်မာနိုင်ငံရဲ့ပြည်တွင်းငြိမ်းချမ်းရေးဒီစီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးတည်ငြိမ်အေးချမ်းရေးကိစ္စတွေကိုလည်းတရုတ်နိုင်ငံကတက်ဆန်းစေရေးပူးပေါင်းဆောင်ရွက်သွားမယ်ဆိုပြီးတော့ပထမဦးဆုံးအနေနဲ့ congratulation လုပ်ခဲ့တဲ့နိုင်ငံတကာနိုင်ငံလည်းဖြစ်ပါတယ်ပြည်တွင်းကအဖွဲ့အစည်းတွေကိုပြန်ကြည့်လိုက်မယ်ဆိုလို့ရှိရင်တော့ UWSA လို့ခေါ်တဲ့ဝအဖွဲ့အထူးဒေသနှစ်ကဝအဖွဲ့ကဒီဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်သမ္မတအဖြစ်ရွေးချယ်တင်မြှောက်ခံရတာကိုဂုဏ်ယူဝမ်းမြောက်ကြောင်းထုတ်ပြန်ခဲ့တယ်လို့ NDA မိုင်းလာအဖွဲ့ကလည်းဒုတိယမြောက်အနေနဲ့ထုတ်ပြန်ခဲ့တာတွေ့ရပါတယ်။နိုင်ငံရေးပါတီတွေအနေနဲ့ပြန်ကြည့်ရင်တော့ရေးပါတီကြီးနှစ်ခုလောက်ကနေဒီဂုဏ်ယူဝမ်းမြောက်ကြောင်းကြေညာချက်တွေထုတ်ပြန်ထားတာကိုမြင်တွေ့ရပါတယ်။ဆိုတော့ဒီလာမယ့်ဧပြီလဆန်းထဲမှာပဲတရားမတိုင်ခင်ကာလထဲမှာပဲပြည်ထောင်စုသမ္မတမြန်မာနိုင်ငံရဲ့အစိုးရအဖွဲ့ကိုဖွဲ့စည်းတော့မှာဖြစ်ပြီးတော့သမ္မတကနေအဆိုပြုလာမယ့်ဒီပြည်ထောင်စုဝန်ကြီးတွေကိုထပ်မံရွေးချယ်သွားကြရမှာဖြစ်ပါတယ်။ဆိုတော့ဒီလာမယ့်ရက်သက်တစ်ပတ်အတွင်းဧပြီလ6ရက်နေ့ကနေ10ရက်နေ့လောက်ထိလွှတ်တော်လုပ်ငန်းစဉ်တွေထဲမှာတော့ဒီအစိုးရအဖွဲ့ဖွဲ့စည်းနိုင်ရေးပြည်ထောင်စုဝန်ကြီးတွေနဲ့ဒီနိုင်ငံတော်အင်အားစုတွေကိုဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။သမ္မတအဖြစ်ရွေးချယ်တင်မြှောက်ခံရပြီးတဲ့နောက်ဒီနိုင်ငံတော်ကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီကနေပြီးတော့ခန့်အပ်လာမယ့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရာထူးကိုအတည်ပြုနိုင်ရေးအတွက်ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ဆိုတော့တရားမတိုင်ခင်ကာလတွေမှာဒီမြန်မာနိုင်ငံအတွက်အစိုးရအစုအဖွဲ့ဒီနိုင်ငံတော်အင်အားစုတွေအပါအဝင်နေရာကြီးနဲ့လွှတ်တော်လုပ်ငန်းစဉ်လက်ပတ်နိုင်ရေးကိုအများဆုံးဆောင်ရွက်သွားမှာဖြစ်ပါတယ်။အခုဆိုရင်တော့ဒီတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကြီးဖြစ်ခဲ့တဲ့ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ကနိုင်ငံတော်ရဲ့သမ္မတကြီးဖြစ်သွားတဲ့အတွက်အကြမ်းဖက်သမားတွေပြည်ပြည်အုပ်စုတွေအတွက်ကတော့ကျင်းစာတိုက်ခံရတဲ့တရေတစ်ဖက်တွေပုံစံမျိုးပူလောင်လောင်မြိုက်နေကြပါတယ်။စားနဲ့ပတ်ခံရတဲ့တီကောင်အုပ်စုလိုမျိုးပဲထွန်းထွန်းနေလူနေကြတာကိုလည်းမြင်တွေ့ရပြီးတော့အကြမ်းဖက်အာပေမီဒီယာတွေကနေတဆင်စိတ်ကူးပြေအာသာဖြေအနေနဲ့တရားဖို့သုံးပြုတ်တည်င်းတွေလည်းရေးသားနေကြတာရှိတယ်လို့ယာယီသမ္မတကြီးကနေရွေးကောက်ခံသမ္မတကြီးဖြစ်လာတာကိုမနာလိုမရှိစိတ်ဖြစ်ပြီးတော့သူတို့ကိုယ်တိုင်လောင်မြိုက်နေကြတဲ့နိုင်ငံရေးသမားတွေအကြမ်းဖက်သမားတွေနဲ့နိုင်ငံတော်ရဲ့အာဏာကိုနောက်ဖေးပေါက်ကနေချောင်းနေကြတဲ့ NUG ပြည်ပြည်အုပ်စုကဒီသပွဲတို့သမ္မတဒူဝါလက်ရှိလာအပါအဝင်ဇော်ဝေဆိုးတို့အရသမားရီမွန်တို့ဇင်မာအောင်တို့အုပ်စုတွေကလည်းအခုဆိုရင်တော့သူတို့ရဲ့အကန့်နဲ့နိုင်ငံရေးညီကုန်းချုပ်သွားပြီဆိုတာကိုအကောင်ကြီးနားလည်လာကြပြီဖြစ်ပါတယ်။ဒါကြောင့်မလို့တချို့သောပြည်ပြည်အုပ်စုတွေတချို့သောပြည်ပြည်အဖွဲ့အစည်းတွေနဲ့တချို့သောအကြမ်းဖက်အာပေမီဒီယာတွေကနေတဆင့်နိုင်ငံတော်ရဲ့ယာယီသမ္မတကြီးအဖြစ်ကနေရွေးကောက်ခံသမ္မတအဖြစ်ဖြစ်သွားတဲ့ဗိုလ်ချုပ်မှုကြီးကိုတိုက်ခိုက်တာတွေပုဂ္ဂိုလ်ရေးအရထုံးနှက်တာတွေနဲ့နိုင်ငံတော်နဲ့ချီပြီးတော့ရည်ရွယ်လှုပ်ဆောင်စေတာတွေဥပမာအားဖြင့်2021ခုနှစ်ကနေအခု2025ခုနှစ်တာကာလအတွင်းအကြမ်းဖက်နှိမ်နင်းရေးစစ်စင်ရေးတွေမှာဒီလူမျိုးတုံးတပ်ဖြတ်မှုတွေကျူးလွန်တဲ့ဆိုတဲ့ပုံစံမျိုးဂျီနိုဆိုက်ဆိုတဲ့ခေါင်းစဉ်တွေမျိုးစုံနဲ့တက်နေကြတာတွေကတပြိုင်နက်တည်းပေါ်ထွက်လာပါတယ်။ဒါပေမဲ့လည်းနိုင်ငံခေါင်းဆောင်တယောက်ရဲ့ဖုံးကန်ကိုတော့ဘယ်သူမှရှင်းလို့မရဘူးဖြစ်ပါတယ်။အနည်းဆုံးအနေနဲ့ကြည့်မယ်ဆိုလို့ရှိရင်တပ်မတော်ကာကွယ်ဦးစီးချုပ်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်အပါအဝင်တပ်မတော်အကြီးအကဲတွေနိုင်ငံတော်အကြီးအကဲတွေကို ICC မှာတရားစွဲဆိုရမှာအဓိကအခမ်းကဏ္ဍကနေပါဝင်ခဲ့တဲ့အမှုလိုက်အရာရှိချုပ်ဖြစ်ခဲ့တဲ့ကာရခံကတော့ဒီနေ့မှာပဲယာတုကနေဆိုင်းငံ့ခံလိုက်ရပါတယ်။ ICC ကနေတပ်မတော်ကာကွယ်ဦးစီးချုပ်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်အပါအဝင်နိုင်ငံတော်အကြီးအကဲတွေတပ်မတော်အကြီးအကဲတွေကိုရည်ရွယ်ချက်ရှိစွာနဲ့ဒီဂျားတွေကပွဲစားကရိုက်လို့ရည်ရွယ်လှုပ်ဆောင်တဲ့တရားစွဲဆိုမှုတွေမှာအဓိကအခမ်းကဏ္ဍကနေအားပေးအားမြောက်ပြုခဲ့တဲ့ကာရီခံကတော့ဒီနေ့မှာပဲတိုက်ဆိုင်ရာတုကနေဆိုင်းငံ့ခံရတာဖြစ်ပါတယ်။တစ်ဖက်မှာတပ်မတော်ကာကွယ်ဦးစီးချုပ်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်နိုင်ငံတော်ရဲ့ယာယီသမ္မတကြီးဖြစ်နေတဲ့အချိန်ကနေရွေးကောက်ခံသမ္မတကြီးအဖြစ် official ဖြစ်သွားတဲ့အချိန်မှာတစ်ဖက်ကဒီတတိမှန်မှန်နဲ့အကြမ်းဖက်သမားအုပ်စုနဲ့ဆက်နွယ်နေတဲ့ကာရီခံအစ္စလမ်တယောက်ကတော့လုံးဝသူ့ရဲ့ ICC မှာရရှိပြီးသားဖြစ်တဲ့အမှုလိုက်ရှေ့နေချုပ်ယာတုကိုရှော့ချခံရပြီဖြစ်ပါတယ်။ဘာကြောင့်ရှော့ချခံရတယ်လဲဆိုတော့ကာရင်ခံကငကိုတွေကဒီလိမ်မိုင်းဆိုင်ရာမှာကျူးလွန်မှုတွေရှိခဲ့တဲ့အနှာဘူးအရာစကားနဲ့ပြောမယ်ဆိုလို့ရှိရင်တော့ကာရင်ခံကနှာဘူးကောင်တယောက်ဖြစ်တယ်လို့ဆိုရမှာပါ။နှာဘူးကောင်တယောက်ဖြစ်တဲ့အတွက်မိမတွေနဲ့ပတ်သက်ရင်မနေနိုင်မထိုင်နိုင်တဲ့အမြဲတမ်းရှူးရှူးရှဲရှဲဖြစ်တဲ့သူတယောက်ဖြစ်တာကြောင့်ကာရင်ခံရဲ့အနိုင်ကျင့်မှုတွေကဒီကာရင်ခံရဲ့အနိုင်ကျင့်မှုတွေကိုခန်းစားရတဲ့အမျိုးသမီးတဦးကနေတိုင်ကြားခဲ့တာဖြစ်တဲ့အတွက်ကာရင်ခံတယောက်ICC ရဲ့အမှုလိုက်အရာရှိချုပ်ဆိုတဲ့ယာတုကနေဆိုင်းငံ့ခံရပြီးတော့ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်အပါအဝင်နိုင်ငံတော်အကြီးအကဲတွေကိုတရားစွဲဆိုဖို့ဆောင်ရွက်ခဲ့တဲ့သူကအခုဆိုရင်သူကိုယ်တိုင်စစ်ဆေးတာတွေကိုခံရတော့မှာဖြစ်ပါတယ်။ဒါကအနည်းဆုံးဥပမာအနေနဲ့ပြောပြခဲ့တာဖြစ်ပါတယ်။ဆိုတော့တစ်ဖက်မှာဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ကနိုင်ငံတော်ရဲ့သမ္မတကြီးဖြစ်လာခဲ့ပြီဖြစ်တဲ့အတွက်မကြာခင်ရက်ပိုင်းတွေမှာပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ရဲ့အမိန့်ပြန်တမ်းတွေကြီးညာချက်တွေနဲ့ဥပဒေပြုရေးတွေအမျိုးမျိုးသောကိစ္စတွေမှာဒီပုံသမ္မတမင်းအောင်လှိုင်ဆိုပြီးတော့ကျွန်တော်မြင်တွေ့ကြရတော့မှာဖြစ်ပါတယ်။ဆိုတော့ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်လက်ထက်မှာအဓိကအပြင်ဆောင်ရွက်ရမှာကရက်တရာစီမံကိန်းမှာဘာတွေကိုအဓိကထားပြီးဆောင်ရွက်သွားမလဲနိုင်ငံရေး agenda တွေအနေနဲ့ political way ရှိနဲ့ဘာတွေကိုအဓိကထားဆောင်ရွက်သွားမလဲဆိုတဲ့အချက်ကအရေးကြီးလာပါတယ်ဆိုတော့ဦးမင်းအောင်လှိုင်အနေနဲ့လည်းဒီ9နှစ်တာကာလအတွင်းမြန်မာနိုင်ငံကလှိုင်းကျန်းလေထန်ခဲ့တဲ့အခြေအနေတိုင်းပြည်ကနုနုမုံတိုင်းကထန်ထန်ဆိုတဲ့အခြေအနေမျိုးကြီးကိုသူကိုယ်တိုင်ကြုံတွေ့ပြီးတော့မြန်မာနိုင်ငံရေးပြည်ပခါကိုအပေါ်ကနေကြည့်ပြီးတော့ဖြည့်ရှင်းခဲ့ရတဲ့ပုံကိုယ်တယောက်လည်းဖြစ်ပါတယ်နိုင်ငံရေးအတွေ့အကြုံလည်းရှိတယ်စစ်ရေးနဲ့ပတ်သက်ရင်လည်းအတွေ့အကြုံရှိခဲ့တာဖြစ်တဲ့အတွက်စစ်ရေးနိုင်ငံရေးစီးပွားရေးအမျှော်မြင်ရှိတဲ့ပုံကိုယ်တယောက်အခု
ရွေးချယ်တင်မြှောက်ခဲ့တဲ့လွှတ်တော်ကိုယ်စားလှယ်တွေအားလုံးရဲ့ရွေးချယ်မှုကိုလည်းကျွန်တော်တို့ကလေးစားအသိမှတ်ပြုရမှာဖြစ်ပါတယ်ရွေးချယ်တင်မြှောက်ခံရတဲ့ဒီနိုင်ငံတော်ရဲ့သမ္မတကြီးဖြစ်လာတဲ့ဦးမင်းအောင်လှိုင်အနေနဲ့လည်းလာမယ့်ရက်တရာစီမံကိန်းတွေမှာအဓိကအားဖြင့်တော့ပြည်တွင်းစီးပွားရေးပြန်လည်လက်ပတ်နိုင်ရေးနောက်ပြီးတော့ပြည်တွင်းငြိမ်းချမ်းရေးနဲ့ပြည်တွင်းပြည်ပခါတွေချုပ်ငြိမ်းစေရေးကိုအဓိကဆောင်ရွက်သွားကြရမှာဖြစ်ပြီးတော့နောက်ထပ်တစ်ချက်ကတော့အလောက်ကန်ရှားပါမှုနဲ့ကုန်စည်နှုန်းကြီးမြင့်မှုတွေကိုကင်တွယ်ဖြည့်ရှင်းသွားဖို့လိုအပ်ပါတယ်ဒါတွေကိုလည်းကြိုတင်ပြင်ဆင်ထားမယ်လို့ယူဆရပါတယ်ဘာကြောင့်လဲဆိုတော့လက်ရှိဒီအစိုးရအပြောင်းလဲကာလနိုင်ငံတော်ရဲ့အာဏာကိုအလွှဲပြောင်းလုပ်နေတဲ့ဒီ transition ကာလမှာပဲကျွန်တော်မြန်မာနိုင်ငံကကမ္ဘာနိုင်ငံတွေနဲ့အတူဒီလောင်စာဆီအကျက်တဲ့အပါအဝင်ကုန်စည်နှုန်းကြီးမြင့်မှုတွေနဲ့တောင်သူဦးကြီးတွေအတွက်လောင်စာဆီတွေစက်မှုလယ်ယာကဏ္ဍမှာအသုံးပြုတာတွေမှာအခက်အခဲတွေအများကြီးလည်းကြုံတွေ့နေရသလိုလောင်စာဆီအကျက်တဲ့အပါအဝင်တခြားသောကဏ္ဍအသီးသီးမှာလည်းဖြစ်ရှင်းရမယ့်နိုင်ငံရေးပုံစံတွေနိုင်ငံရေးအိမ်စာတွေအများကြီးရှိနေပါသေးတယ်ဆိုတော့ NASA ကနားလာအစိုးရအခြေအနေနဲ့ဆောင်ရွက်နေတဲ့လက်ရှိဆောင်ရွက်ဆဲကိစ္စတွေကိုပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ရဲ့ရွေးကောက်ခံသမ္မတအနေနဲ့ဆက်လက်ဆောင်ရွက်သွားရမှာဖြစ်တဲ့အတွက်လှုပ်ဆောင်ဆဲကိစ္စတွေစီစဉ်ထားဆဲကိစ္စတွေနဲ့ဆောင်ရွက်ဖို့ plan ထားတဲ့ကိစ္စတွေအားလုံးကိုဒီအစိုးရအဖွဲ့ပြောင်းသွားပြီးတဲ့နောက်ဆက်လက်ဆောင်ရွက်သွားနိုင်မှုအတွက်ဒီ link မိတယ်လို့ဆိုရမှာဖြစ်ပါတယ်အခြေအဆက်မိမိနဲ့ပဲပြီးခဲ့တဲ့9နှစ်တာကာလတွင်ဆောင်ရွက်သွားတဲ့နိုင်ငံရေးပြဿနာတွေနိုင်ငံရေးပုံစံတွေဒီမြန်မာနိုင်ငံဆိုင်ရာဆောင်ရွက်ရမယ့်ဒီ master plan တွေအားလုံးကိုဆက်လက်ဆောင်ရွက်သွားမယ်လို့လည်းယုံကြည်ပါတယ်။ဒါကြောင့်ဒီနိုင်ငံရေးအရာကိုစစ်ရေးအရာကိုစီးပွားရေးအရာကိုအမြင်ကျကျနဲ့ပဲမြန်မာနိုင်ငံကိုနော်နယ်ကနေဆွဲထုတ်နိုင်မဲ့နိုင်ငံကောင်းဆောင်တယောက်အဖြစ်ကျွန်တော်တို့အားလုံးကယုံကြည်စွာနဲ့ပဲမျှော်လင့်ချက်တွေအများကြီးထားလျက်ရှိပါတယ်။ဒါကြောင့်မလို့လာမယ့်2026ခုနှစ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကနေရွေးကောက်ခံတင်မြှောက်လာတဲ့သမ္မတကြီးဦးမင်းအောင်လှိုင်ဒုသမ္မတတစ်ဖြစ်တဲ့ဦးညိုစောနဲ့ဒုသမ္မတနှစ်ဖြစ်တဲ့ဒေါ်နန်းနေအေးတို့အားလုံးနဲ့အတူမြန်မာနိုင်ငံကိုတကြောပြန်ရောင်နေသစ်ပြန်လည်ပေါ်ထွန်းလာစေဖို့အတွက်မျှော်လင့်ချက်ပေါင်းများစွာနဲ့မြန်မာနိုင်ငံသူမြန်မာနိုင်ငံသားတွေအားလုံးမဲဆန္ဒရှင်တွေအားလုံးကမျှော်လင့်နေကြရဲဆိုတဲ့သတင်းကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။အားလုံးမျှော်လင့်နေကြတဲ့အခြေအနေမျိုးအားလုံးတွက်ဆထားပြီးသားပုံစံမျိုးပါပဲ။ဦးမင်းအောင်လှိုင်သမ္မတကြီးဖြစ်လာပြီဖြစ်တဲ့အတွက်နောက်ထပ်စိတ်ဝင်စားဖို့ကောင်းတာကတော့အတိုင်ပင်ခံကောင်စီဥက္ကဋ္ဌနဲ့အတိုင်ပင်ခံကောင်စီဥက္ကဋ္ဌအဖွဲ့မှာပါဝင်မဲ့အဖွဲ့ဝင်တွေအတွင်းမှုတွေဘယ်သူတွေဖြစ်လာနိုင်မလဲ။သမ္မတရုံးဝင်ကြီးနဲ့ပြည်ထောင်စုဝင်ကြီးတွေဘယ်လိုဖြစ်လာနိုင်မလဲဆိုတဲ့အခြေအနေမျိုးတွေရွေးချယ်မှုတွေကိုကျွန်တော်ဆက်လက်စောင့်ကြည့်သွားရအောင်ပါပဲဖြစ်ပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်ပါနောက်ထပ်သတင်းတစ်ပုဒ်ကတော့ဒီသမ္မတဟလောင်းရွေးချယ်တင်မြှောက်တဲ့ကာလတွေမှာပဲတပ်မတော်ကာကွယ်ဦးစီးချုပ်အပြောင်းလဲဒီတာဝန်တွေလွှဲပြောင်းနေတဲ့အချိန်ကာလတွေမှာပဲကချင်လက်နက်ကိုင်သဘော KIA ကသူတို့ရဲ့ဒီတိုက်ပွဲဖော်ဆောင်မှုတွေမှာခွတ်ထိုးခွက်လန်ရှုံးနေတဲ့စစ်မျက်နှာတွေဖြစ်တဲ့ကတာစစ်မျက်နှာဗမော်စစ်မျက်နှာဗမောက်စစ်မျက်နှာနဲ့စကိုင်းနဲ့အထက်ပိုင်းဒေသတွေမှာစစ်ရှုံးပြီးတော့အလဲလဲအကွယ်ကွယ်ဖြစ်နေရတဲ့အချိန်ကချင်လက်နက်ကိုင်သဘော KIA ရဲ့အဓိကရေးတောင်းမြင့်ဖြစ်တဲ့တိုက်ပွဲဖော်ဆောင်ရမှာနဲ့သူတို့ရဲ့ဒဏအင်အားကြီးထွားစေရမှာအဓိကအခမ်းကဏ္ဍကနေပါဝင်နေတဲ့ဖားကတ်မှာတိုက်ပွဲတွေကိုပြင်းပြင်းထန်ထန်ဆောင်ရွက်လျက်ရှိပါတယ်။ပြီးခဲ့တဲ့မတ်လဒုတိယပတ်လောက်ကနေစပြီးတော့ဖားကတ်မြို့အနီးဖားကတ်မြို့အောင်အနီးကတပ်မတော်စခန်းတွေနဲ့လုံခြုံရေးတပ်ဖွဲ့ဝင်တွေကိုလက်နက်ကြီးလက်နက်ငယ်နဲ့ပစ်ခတ်တာတွေလမ်းဘေးထောင်မိုင်းတွေနဲ့စိတ်ကူးပေါက်သလိုထောင်သွားခဲ့တာတွေနဲ့လက်နက်ကြီးတွေကိုလူနေရက်ခွက်တွေပေါ်မှာနန်ကြားထောင်ပစ်ခတ်တာတွေကိုလည်းပြုလုပ်နေတာတွေရှိပါတယ်။အခုဒီအစိုးရအပြောင်းလဲကာလမှာတော့ကချင်လက်နက်ကိုင်တဲ့ပုံ KIA ကဖားကတ်မြို့ထဲမှာတိုက်ပွဲတွေကိုအပြင်းထန်ပြုလုပ်နေပြီးတော့ဖားကတ်မြို့ရဲ့အနောက်ဘက်မှာရှိနေတဲ့ဒီအမိုက်ပုံဝင်းတို့ဒီအင်ဂျင်ရန်စားတဲ့နေရာတွေမှာတိုက်ပွဲတွေဖော်ဆောင်နေပြီးတော့ဒီဖားကန့်ဗျူဟာကုန်းရဲ့ကာကင်းစကန်တွေကိုတိုက်ခိုက်နေတယ်ဆိုတဲ့သတင်းတွေကြားသိရပါတယ်။ဒီလိုအကြမ်းဖက်သမားတွေကတိုက်ပွဲဖော်ဆောင်နေတာဖြစ်တဲ့အတွက်ဖားကန့်မြို့ရဲ့ဘေးပတ်ဝန်းကျင်ဒီကြောက်ထုဖော်မှုပြုလုပ်နေတဲ့နေရာတွေကချင်လက်နက်ကိုင်သဘော KIA ကိုဆက်ချေးပေးပြီးတော့တူးဖော်နေတဲ့နေရာတွေအားလုံးကတော့တိုက်ပွဲထဲမှာပိတ်မိနေတယ်လို့ဆိုပါတယ်။ဒီနေ့မှာလည်းတပ်မတော်ကဒီဖားကန့်မှာရှိနေတဲ့ကချင်လက်နက်ကိုင်သဘော KIA နဲ့အပေါင်းပါတွေတိုက်ပွဲဖော်ဆောင်နေတဲ့နေရာတွေကိုJet Fighter တွေနဲ့လေကြောင်းတိုက်ခတ်မှုတွေပြုလုပ်ခဲ့သလိုလက်နက်ကြီးလက်နက်ငယ်အပြန်အလှန်ပစ်ခတ်မှုတွေကြောင့်ကချင်လက်နက်ကိုင်သဘော KIA ကဖားကတ်မြို့ရဲ့အနောက်ကနေလက်နက်ကြီးနဲ့ပစ်ခတ်နေတာဖြစ်တဲ့အတွက်ဖားကတ်ဗျူဟာကုန်းနဲ့ဘေးပတ်ဝန်းကျင်ဒီမော်စီစာဘေးပတ်ဝန်းကျင်နေရာတွေမှာတော့လက်နက်ကြီးကြီးတွေကြောက်ရောက်ပေါက်ကွဲနေပြီးတော့ဒေသခံမိဘပြည်သူတွေအကြမ်းဖက်သမားတွေရဲ့ရန်တမ်းပစ်ခတ်မှုတွေကြောင့်ထိခိုက်ဒေဆုံးတန်ရာရရှိမှုတွေနဲ့ကြုံတွေ့နေရပါတယ်။ဒါကြောင့်မလို့ကာဝေးဦးစီးချုပ်အသစ်ဖြစ်လာတဲ့ဗိုလ်ချုပ်ကြီးရဲဝင်းဦးနိုင်ငံတော်ရဲ့သမ္မတကြီးဖြစ်လာတဲ့ဦးမင်းအောင်လှိုင်တို့အနေနဲ့ကချင်လက်နက်ကိုင်သဘော KIA နဲ့ပတ်သက်ရင်နောက်ပြီးတော့မြန်မာနိုင်ငံအတွက်ရက်တရာစီမံကိန်းနဲ့ပတ်သက်ရင်ပြည်တွင်းငြိမ်းချမ်းရေးနဲ့ပတ်သက်ရင်ဆက်ပြီးတော့ဒီအခြေချက်မယ်ဆိုလို့ရှိရင် NCA နဲ့ပတ်သက်ရင်ဆက်လက်ဆောင်ရွက်ရမယ့်ကိစ္စတွေကမှအဓိကဦးစားပေးဆောင်ရွက်ရမှာကတော့ကချင်လက်နက်ကိုင်သဘော KIA ဖြစ်ပါတယ်။ကချင်လက်နက်ကိုင်သဘော KIA နဲ့ပတ်သက်ရင်တစ်ဖက်ကတရုတ်နိုင်ငံရဲ့ PR တွေကလည်းထင်သလောက်ခီးမပေါက်တာကိုမြင်တွေ့ရတယ်လို့ကချင်လက်နက်ကိုင်သဘော KIA ရဲ့အင်အားကြီးထွားမှုဒဏအင်အားကျွေးဝချမ်းသာမှုတွေကြောင့်NUG လောက်ခံ PDF တွေမှာတိုင်းတာတစ်ခုတည်းဩဇာလွှမ်းမိုးနိုင်တာကိုမြင်တွေ့ရတယ်လို့စကိုင်းနဲ့အထက်ပိုင်းဒေသတစ်ခုလုံးမှာလည်းကချင်လက်နက်ကိုင်သဘော KIA ကဝင်ရောက်စိတ်ဝင်ပြီးတော့တိုက်ပွဲတွေဖော်ဆောင်တာတွေရှိတယ်တရားမဝင်ရှစ်တူးဖော်မှုတွေနဲ့တရားမဝင်ကြောက်တူးဖော်မှုတရားမဝင်တပ်ထုတူးဖော်မှုတွေအားလုံးနဲ့လူတက်မှုတွေစစ်ရာဇဝတ်မှုတွေအများပြားကိုလည်းဖန်တီးနေတာရှိတယ်လို့ပလဲဒေတာကငကားအပါဝင်အခုဆိုလို့ရှိရင်မြိုင်ပေါက်ဒေတာက NUG ပြည်ပအုပ်စုရဲ့လက်အောက်ခံ PDF တွေနဲ့ပခုံးချင်းရှင်ဖို့အတွက်ထပ်မံဖွဲ့စည်းထားတဲ့တီးခြားအဖွဲ့တွေ
စီရီယန်စစ်ပြေးဗိုလ်လက်ရအဖွဲ့တွေနဲ့လည်းထိတွေ့တိုက်ပွဲဖြစ်ပေါ်ရမှာကချင်လက်နက်ကိုင်တပ်ဖွဲ့ KIA ကနောက်ွယ်ကနေပါဝင်ပတ်သက်နေတယ်ဆိုတဲ့သတင်းတွေကိုလည်းကျွန်တော်ကြားသိရပါတယ်။ဒါကြောင့်မလို့အစိုးရတစ်အနေနဲ့ဒီမြန်မာနိုင်ငံရဲ့ပြည်တွင်းငြိမ်းချမ်းရေးရရှိဖို့ NCA ကိုဆက်လက်အကောင့်ထဲပေါ်နိုင်ရေးအတွက်ကချင်လက်နက်ကိုင်တပ်ဖွဲ့ KIA ကိုဖြိုနိုင်မှ NUG လောက်ခံ PDF တွေကိုလည်းဖြိုနိုင်မှာဖြစ်တယ်ဆိုတဲ့အခင်းအကျင်းကိုမြင်တွေ့နေရပြီဖြစ်တဲ့အတွက်ကချင်လက်နက်ကိုင်တပ်ဖွဲ့ KIA နဲ့ပတ်သက်ရင်ဒီထက်ပိုမိုပြင်းထန်တဲ့တိုက်ခိုက်မှုတွေပြင်းထန်တဲ့ပြတ်သားမှုတွေပြင်းထန်တဲ့တုံ့ပြန်မှုတွေအပြင်ပြတ်သားတဲ့နိုင်ငံရေးရှုထောင့်တွေပြတ်သားတဲ့ PR တွေနဲ့ဆက်လက်ဆောင်ရွက်ရမယ်ညီညွတ်ရေးဆိုင်ရာကိစ္စတွေမှာပြတ်သားသားဆောင်ရွက်ဖို့လိုပါတယ်ပြောရမယ်ဆိုရင်တော့ပြတ်သားဖို့လိုအပ်တဲ့အရာမှန်သမျှပြတ်သားဖို့လိုပါတယ်ဒါအပြင်လာမယ့်အစိုးရတဲ့လက်ထက်မှာ AR မြစ်ဆုံစီမံကိန်းကြီးပြန်လည်စတင်မှုလဲအားလုံးကမျှော်လင့်နေကြတာဖြစ်တဲ့အတွက်မြစ်ဆုံစီပြန်လည်စတင်နိုင်မှုအတွက်ကချင်လက်နက်ကိုင်တပ်ဖွဲ့ KIA ကိုနိုင်ငံရေးအရာစစ်ရေးအရာ PR ပေးနိုင်မှာမရပါလိမ့်မယ်ဒါပေမဲ့ကချင်လက်နက်ကိုင်တပ်ဖွဲ့ KIA ကိုပြန်ကြည့်မယ်ဆိုရင်လည်းတရုတ်နိုင်ငံဘက်က PR တွေကထင်သလောက်ခီးမပေါက်တာကိုမြင်တွေ့ရသလိုချီဝေဆော့လော်ဒေတာကမြေရှားတပ်ထုရယူလိုမှုနဲ့တရုတ်နိုင်ငံဘက်ကကချင်လက်နက်ကိုင်တပ်ဖွဲ့ KIA ပေါ်မှာနိုင်ငံရေး PR တွေကိုပလောင်တို့ကိုးကန်တို့လောက်တိတိတာတာ PR မပေးနိုင်တာကိုလည်းမြင်တွေ့ရပါတယ်။ဒါကြောင့်ဒီလိုမျိုးအခြေအနေမှာလာမယ့်အစိုးရတဲ့လက်ထက်ဘယ်လိုမျိုးကင်တွေဖြည့်ရှင်းသွားမလဲဆိုတဲ့အချက်ကအစိုးရတဲ့တရဲ့အတွက်ခေါင်းကိုက်စရာအခြေအနေမျိုးဖြစ်တယ်လို့စစ်ရေးအရာလည်းပြင်းပြင်းထန်ထန်တိုက်ခိုက်သွားမယ်ဆိုလို့ရှိရင်တော့ဗမော်စစ်မျက်နှာအပါအဝင်စကိုင်းတိုင်းအထက်ပိုင်းကချင်ပြည်နယ်အဆက်ကဒေသတွေဟုံးမလင်းနဲ့ဗမော်မြကြီးနားလမ်းပိုင်းပြန်လည်ဖွင့်လှစ်နိုင်ရေးအင်းတော်ကတာလမ်းကြောင်းကြီးဖွင့်လှစ်နိုင်ရေးအပါအဝင်တနိုင်းဒေသဟူကောင်းချိုင်ဝမ်တကြောကတရားမဝင်ရွှေတူးဖော်မှုတစ်ထုတ်လို့ရေးကိစ္စတွေအပါအဝင်အမျိုးမျိုးသောတရားမဝင်လုပ်ငန်းတွေကိုလည်းရပ်တန့်အောင်ဆောင်ရွက်သွားကြရမှာဖြစ်တယ်လို့ဖားကတ်မြို့ကိုအခြေပြုပြီးတော့လှုပ်ရှားနေတဲ့အချမ်းဘက်သမားတွေရဲ့ဌာနချုပ်တွေဖားကတ်မြို့ရဲ့မြောက်ဘက်မှာရှိနေတဲ့ကချင်လက်နက်ကိုင်သမား KIA ရဲ့တနိုင်းဒေသလက်အောက်ခံတပ်မဟာတွေအားလုံးကိုအမုန်းချေဖျက်ဆီးသွားဖို့လိုပါတယ်တမရဟောင်းဦးသိန်းစိန်လက်ထက်မှာတော့နိုင်ငံရေးနီလန်းနဲ့ဖြည့်ရှင်းမယ်ဆိုပြီးတော့ကချင်လက်နက်ကိုင်သမား KIA ရဲ့ဌာနချုပ်ဖြစ်တဲ့လိုင်ဇာမြို့ဝတီရောက်ရှိခဲ့ပြီးမှ NCA ကြောင့်တမတော်ထိုးစစ်ကြီးကိုရပ်တန့်ခဲ့ရပါတယ်တမတော်ထိုးစစ်ကြီးရပ်တန့်ခဲ့ရတာတွေရဲ့နောက်ဆက်တွဲအခုဆိုလို့ရှိရင်ကချင်လက်နက်ကိုင်သမား KIA ရဲ့ကောင်းမှုအကြောင်းပြုပြီးတော့ပလောင်စစ်သွေးကြွတွေပေါ်ပေါက်လာသလိုရခိုင်စစ်သွေးကြွတွေလည်းပေါ်ပေါက်လာပါတယ်2021ခုနှစ်နောက်ပိုင်းမှာလည်း NUG လက်အောက်ခံ PDF အဖွဲ့ပေါင်းများစွာကိုလက်နက်တပ်ဆင်တင်နန်းတွေပေးခဲ့တာတွေရှိတဲ့အတွက်ကချင်လက်နက်ကိုင်သမား KIA ကမြန်မာနိုင်ငံရေးအခင်းချင်းမြန်မာငြိမ်းချမ်းရေးအတွက်အဓိကခလုတ်ကတင်ဖြစ်နေတယ်ဆိုတော့အချက်ကလုံးဝညင်းမရအောင်ဖြစ်လာပါတယ်ဒါကြောင့်လာမယ့်အစိုးရတစ်အနေနဲ့လက်နက်ကိုင်သမား KIA နဲ့ပတ်သက်ရင်ပြက်ပြက်သားသားဆောင်ရွက်ဖို့လိုအပ်တယ်ဆိုတဲ့အခြေအနေမျိုးကိုမြင်တွေ့ရသလိုတမရဟောင်းဦးသိန်းစိန်လက်ထက်ကလိုပဲနိုင်ငံရေးနဲ့စစ်ရေးနဲ့တွဲပြီးတော့ဆောင်ရွက်ရမယ့်အစားနိုင်ငံရေးဘက်ကိုအားသာပြီးတော့စစ်ရေးဘက်ကိုအရှိန်ရောချလိုက်တာဖြစ်တဲ့အတွက်ကချင်လက်နက်ကိုင်သမား KIA ရဲ့စစ်အင်အားလည်းပြန်လည်ကြီးထွားလာတာကိုမြင်တွေ့ရပါတယ်ဒါတွေကနိုင်ငံရေးသင်ခန်းစာတွေဖြစ်တယ်လို့မြစ်ဆုံဆယ်ကြီးကိုလည်းရပ်တန့်လိုက်တာတွေရဲ့နောက်ဆက်တွဲတရုတ်နိုင်ငံနဲ့နှစ်နိုင်ငံဆက်ဆံရေးလည်းအတိုင်းအတာတစ်ခုထိပျက်စီးခဲ့တယ်လို့ခန့်မှန်းရပါတယ်ဒါတွေရဲ့နောက်ဆက်တွဲ10-20ခုကိစ္စတွေအပါအဝင်နောက်ွယ်မှာ proxy war တွေအများပြားကိုဖန်တီးနေတယ်ဆိုတဲ့ယူဆချက်မျိုးကိုလည်းမြင်တွေ့လာရတာဖြစ်တဲ့အတွက်အိန္ဒိယနိုင်ငံတွေနဲ့လည်းအစီအမံအောင်ဆောင်ရွက်သွားကြရမှာဖြစ်ပေမဲ့လည်းတိုင်းသားလက်နက်ကအမိခံထားတဲ့အဖွဲ့တွေနဲ့ပတ်သက်ရင်တော့ပြတ်သားဖို့လိုပြီဆိုတဲ့အခင်းချင်းမျိုးကိုတပ်မတော်ကာကွယ်ဦးစီးချုပ်အသစ်လက်ထက်ရွေးကောက်ခံသမ္မတကြီးရဲ့လက်ထက်မှာအခင်းချင်းအသစ်အပြောင်းလဲအသစ်နဲ့မူဝါဒအသစ်တွေကိုမြင်တွေ့ရဖို့အတွက်နိုင်ငံသားအားလုံးကမျှော်လင့်နေကြတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်အခုလိုသမ္မတရွေးချယ်နေတဲ့ကာလတွေမှာပဲကချင်လက်နက်ကိုင်တပ်ဖွဲ့ KIA ကဖားကတ်မှာရှိနေတဲ့နေမီကန်တရင်တပ်ဖွဲ့တွေလုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ဗျူဟာကုန်းကိုပြစ်မှတ်ထားတိုက်ခိုက်နေတယ်ဆိုတဲ့အခြေအနေကမြန်မာနိုင်ငံရေးမျက်နှာစာတစ်မှာအင်မတန်ရုပ်ဆိုးလာပါတယ်နိုင်ငံတော်အစိုးရကဒီမိုကရေစီအသွင်ကူးပြောင်းရေးကနေရွေးကောက်ခံအစိုးရကိုနိုင်ငံတော်အာဏာပြန်လည်လွှဲပြောင်းပေးအပ်ရေးအင်တိုင်းအားတိုင်းဆောင်ရွက်နေတဲ့အချိန်မှာမြေပြင်မှာရှိနေတဲ့အကြမ်းဖက်သမားတွေကတော့တရားမဝင်ကြောက်တုဖော်မှုတွေကိုလက်ဝဲကြီးအုပ်နိုင်ရေးအတွက်တိုက်ပွဲတွေကိုပြင်းပြင်းထန်ထန်ဖော်ဆောင်နေတာမြင်တွေ့ရတဲ့အတွက်ရွေးကောက်ခံအစိုးရအတွက်လည်းရွေးသွေးဆွတ်ခံရတဲ့အခြေအနေမျိုးဖြစ်တယ်လို့မြန်မာမျက်နှာစာအသစ်အတွက်လည်းစိန်ခေါ်မှုတရဖြစ်လာတယ်လို့ဆိုရမှာဖြစ်ပါတယ်။ဒါကြောင့်ကချင်လက်နက်ကိုင်တပ်ဖွဲ့ KIA နဲ့ပတ်သက်ရင်ပြက်ပြက်သားသားဆောင်ရွက်သွားဖို့လိုအပ်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်ကတော့ကရင်ပြည်နယ်ဒေသကသတင်းကိုတင်ဆက်ပေးသွားကြပါတယ်။ကရင်ပြည်နယ်ဒေသလို့ပြောမယ်ဆိုရင်တော့ဒုသမ္မတနှစ်ဖြစ်တဲ့ဒေါ်နန်းနီနီအေးရဲ့ဒေသတစ်ခုအနေနဲ့လည်းပြောရမှာဖြစ်တယ်လို့မြန်မာနိုင်ငံတစ်ခုလုံးနဲ့ခြုံပြီးပြောရမယ်ဆိုလို့ရှိရင်ထိုင်းမြန်မာနယ်စပ်ကုန်သွယ်ရေးအဓိကပင်မအသက်သွေးကြောလမ်းကြောင်းကြီးဖြစ်ပါတယ်။ဒီလမ်းကြောင်းပေါ်မှာရှိနေတဲ့ဖအံကျုံတို့ကော့ကရိတ်မြရီလမ်းကြောင်းပေါ်မှာရှိနေတဲ့တပ်တွေကိုတော့လမ်းကြောင်းပေါ်မှာရှိနေတဲ့အကြမ်းဖက်သမားတွေကိုတော့တပ်မတော်ရဲ့လုံခြုံရေးတပ်ဖွဲ့ဝင်တွေနိုင်ငံတော်နဲ့ကရင်တိုင်းသားတွေပေါ်မှာဒီနေ့ဒီအချိန်ထိတစ္ဆာရှိသေးဖြစ်တဲ့မူလ DKB မူလ BGF အဖွဲ့တွေကတော့ပြည်ထောင်စုလမ်းမကြီးအာရှလမ်းမကြီးကိုဖွင့်လှစ်ပေးနိုင်ခဲ့ပြီဖြစ်ပါတယ်။ဒါပေမဲ့အခုမြရီမျိုးရဲ့တောင်ဘက်ဝေါ်လီမြိုင်စုံစည်းမြိုင်ဒေသမှာရှိနေတဲ့ဝေါ်လီပြူဟာကုန်းကိုတော့တခုလိုသောကြံနေတဲ့ဝေါ်လီပြူဟာကိုတော့ကရင်လက်နက်ကိုင်သဘော KNU, KNLA, KDLA နဲ့ NUG လောက်ခံ PDF အဖွဲ့အများအပြားကို
နောက်ဘက်မှာရှိနေတဲ့နိုင်ငံရေးသမားတွေနဲ့ဒီ CIA ဆဲတွေထိုင်းနိုင်ငံထဲမှာရှိနေတဲ့နိုင်ငံရေးသမားတချို့တွေကလက်နက်တပ်ဆင်ပေးမှုတွေကြောင့်ဝေါ်လီဗျူဟာကိုအစိုးရတဲ့အပြောင်းလဲကာလနိုင်ငံရေးသိက္ခာချဖို့အတွက်ရည်ရွယ်ပြီးတော့တိုက်ပွဲတွေဖော်ဆောင်နေပါတယ်ပြီးခဲ့တဲ့ March လ29 ရက်နေ့နဲ့30ဝန်းကျင်ကစပြီးတော့စုံစည်းမြိုင်ဒေသမှာရှိနေတဲ့ဝေါ်လီမြိုင်ဗျူဟာကုန်းကိုသိမ်းပိုက်နိုင်ရေးအတွက်တိုက်ပွဲတွေဖော်ဆောင်နေတာဖြစ်ပါတယ်တကယ်တော့ဒီကရင်ပြည်နယ်မြောက်ရီမြို့နယ်အောက်မှာရှိနေတဲ့ဒီဝေါ်လီမြိုင်ဗျူဟာကိုပြီးခဲ့တဲ့2025ခုနှစ်နိုင်လလောက်မှာတည်းကဝေါ်လီဗျူဟာကုန်းကိုကရင်လက်နက်ကိုင်သဘော KNU, KNLA, KDLA နဲ့တက်စပေါက် DKBA တက်စပေါက် BGF တွေနဲ့ NUG လောက်ခံ PDF တွေကအင်အားလုံးရင်းနဲ့ဘေးပတ်ဝန်းကျင်မှာဝိုင်းဝန်းပိတ်ဆို့ LOC ဖြတ်တောက်ပြီးတော့ပိတ်ဆို့တိုက်ခိုက်နေတာဖြစ်ပါတယ်ဒီလိုတိုက်ခိုက်နေတဲ့အခြေအနေမှာပဲဝေါ်လီဗျူဟာမှာရှိနေတဲ့တက်မတော်သားအရာရှိစစ်သည်တွေအားလုံးကမလျှော့သောဇွဲလုံးလာတွေနဲ့အကြမ်းဖက်သမားတွေရဲ့နေညမပြတ်လာရောက်တိုက်ခိုက်မှုတွေကိုတံပြန်တိုက်ခိုက်နေတာဖြစ်တဲ့အတွက်တနေ့နီးပါးကြာမြင့်တဲ့အချိန်ထိဝေါ်လီဗျူဟာကုန်းကိုအကြမ်းဖက်သမားတွေမသိမ်းပိုက်နိုင်သေးသလိုဝေါ်လီဗျူဟာကုန်းရဲ့အဖျားအနာအရေးကိုတောင်မှမနှင်းနိုင်ခဲ့တဲ့အခြေအနေမျိုးဖြစ်ပါတယ်သို့တော့လက်ရှိဒီအစိုးရအပြောင်းလဲကာလအခင်းချင်းကာလကိုအခွင့်ကောင်းယူပြီးတော့အာရှလမ်းမကြီးဖွင့်လှစ်နိုင်ရေးအတွက်ကရင်ပြည်နယ်အစိုးရအဖွဲ့နဲ့တပ်မ22ကလက်အောက်ခံနေမီကန်တိုင်ရင်တပ်ဖွဲ့တွေဒီစကားစနစ်နဲ့လက်အောက်ခံအဖွဲ့တွေကအာရှလမ်းမကြီးဖွင့်လှစ်နိုင်ရေးကိုအဓိကထားဆောင်ရွက်နေတာကိုအခွင့်ကောင်းယူပြီးတော့အကြမ်းဖက်သမားတွေကဝေါ်လီဗျူဟာကုန်းကိုသိမ်းပိုက်ရေးဆောင်ရွက်လာပါတယ်ဒါကြောင့်မလို့မနေ့ကဧပြီလ2ရက်နေ့နဲ့ဒီနေ့ဧပြီလ3ရက်နေ့မှာတော့ဝေါ်လီဗျူဟာကုန်းအနီးမှာတိုက်ပွဲတွေပြင်းထန်နေတယ်လို့သိရပြီးတော့ဒီနေ့ဧပြီလ3ရက်နေ့နေ့လယ်3နာရီထိရရှိတဲ့သတင်းအရာတော့အတိမပြုတ်နိုင်တဲ့သတင်းအရာတော့ဝေါ်လီဗျူဟာကုန်းကိုအကြမ်းဖက်သမားတွေကသိမ်းပိုက်လိုက်တယ်ဆိုတဲ့အခြေအနေမျိုးဖြစ်ပါတယ်။ဒါပေမဲ့ဒီသတင်းကအတိပြုတ်ဖို့အင်မတန်ခက်ခဲပါတယ်။ဘာကြောင့်လဲဆိုတော့ပြီးခဲ့တဲ့ရက်ကမှဝေါ်လီဗျူဟာကုန်းရဲ့ကာကင်းတစ်ခုကိုတပ်မတော်စစ်ကြောင်းတွေကပြန်လည်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာဖြစ်တဲ့အတွက်ဝေါ်လီဗျူဟာကုန်းကိုအကြမ်းဖက်သမားတွေကအခုချိန်မှာတိုက်ခိုက်သိမ်းပိုက်နိုင်နေဆိုတဲ့သတင်းကတော့ဝါဒဖြန့်တဲ့သတင်းဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ဒီသတင်းနဲ့ပတ်သက်ပြီးကျွန်တော်တို့အတီးပြုတ်နိုင်မှုအတွက်လည်းမြေပြင်နဲ့ချိတ်ဆက်နေတာတွေလည်းရှိသလိုအတီးပြုတ်နိုင်လို့ရတဲ့သတင်းတွေကိုလည်းအချိန်နဲ့တပြေးညီဖော်ပြပေးသွားမှာပဲဖြစ်ပါတယ်။ဒါပေမဲ့ဝေါ်လီဗျူဟာကုန်းနဲ့ပတ်သက်တဲ့သတင်းကိုတော့အတီးမပြုတ်နိုင်သေးဘူးဖြစ်တယ်။သို့တော့တိုက်ပွဲတွေပြင်းထန်ခဲ့တဲ့ဆိုတဲ့အခြေအနေမျိုးကိုတော့ကျွန်တော်တို့အတီးပြုတ်နိုင်ခဲ့ပါတယ်။အကြမ်းဖက်သမားတွေတိုက်ခိုက်သိမ်းပိုက်နိုင်တဲ့ဆိုတဲ့အခြေအနေမျိုးကတော့ရာခိုင်နှုန်းတော်တော်လေးနည်းပါတယ်။ဘာကြောင့်လဲဆိုတော့တမ်မတော်ရဲ့ဒီလုံခြုံရေးတပ်ဖွဲ့ဝင်တွေတပ်စခန်းတွေကဖလူလေးကျေးရွာမှာအခြေပြုထားတာတွေရှိသလိုတမ်မတော်ရဲ့နဲ့အတူတိုက်ပွဲဖော်ဆောင်နေတဲ့မူလ BGF မူလ DKB အဖွဲ့တွေကလည်းတီကလေးဘက်မှာအထိုင်ချစခန်းချထားတာကိုမြင်တွေ့ရတဲ့အတွက်ဝေါ်လီဗျူဟာကုန်းကိုအကြမ်းဖက်သမားတွေတိုက်ခိုက်သိမ်းပိုက်နိုင်မှုဆိုတာကတော့ရာခိုင်နှုန်းတော်တော်နည်းပါပါတယ်။ဒီကတော့အကြမ်းဖက်သမားတွေတိုက်ခိုက်သိမ်းပိုက်လိုက်တဲ့ဆိုတာကတမရရွေးချယ်တင်မြှောက်ခံရတဲ့ဥမန်အွန်လိုင်းဒီရွေးချယ်တင်မြှောက်ခံရတဲ့ဆိုတဲ့သတင်းနဲ့အတူနိုင်ငံရေးအရာတိတ်ခါကြနိုင်စေဖို့တဲ့ရည်ရွယ်လှုပ်ဆောင်နေဆိုတဲ့သဘောမျိုးလေးယူဆရတာဖြစ်ပါတယ်။ဒါကြောင့်ဝေါ်လီဗျူဟာကုန်းလာပေါင်းများစွာအကြမ်းဖက်သမားတွေရဲ့တိုက်ခိုက်မှုကိုတောင်းခံခဲ့တဲ့ဝေါ်လီဗျူဟာကုန်းကရပိုင်းအတွင်းအကြမ်းဖက်သမားတွေရဲ့လက်ထဲကိုကြားရောက်ခဲ့တယ်ဆိုတဲ့သတင်းကြားရောက်သွားတယ်ဆိုတဲ့သတင်းကတော့ရာခိုင်နှုန်းလုံးဝအင်မတန်နည်းပါတယ်ဆိုတဲ့သတင်းအကြောင်းအရာနဲ့ပတ်သက်ပြီးတော့တင်ဆက်ပေးလိုတာဖြစ်ပါတယ်။ဝေါ်လီဗျူဟာကုန်းရဲ့အနီးအမြောက်လက်တကန်းအနီးတပ်မတော်ရဲ့ဒီကြောင့်တိုက်ခိုက်မှုတွေနဲ့လက်တကန်းမှာရှိနေတဲ့ဝေါ်လီဗျူဟာကုန်းမှာအကြမ်းဖက်သမားတွေလာရောက်တိုက်ခိုက်သိမ်းပိုက်နိုင်တယ်ဆိုတဲ့အခြေအနေမျိုးကအင်မတန်နည်းပါးတယ်ဆိုတဲ့သတင်းအကြောင်းအရာနဲ့ပတ်သက်ပြီးတော့ထိဆက်တင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်ပါနောက်ထပ်သတင်းတစ်ပုဒ်ကတော့မနေ့ကဧပြီလ2ရက်နေ့ညနေပိုင်းမှာပဲစကိုင်းတိုင်းအထက်ပိုင်းက NUG ပြည်ပြည်အုပ်စုရဲ့အတုံးချခံ PDF တွေတရားမဝင်စေကူတာမှုပြုလုပ်နေတဲ့နေရာကိုဗစ်ဆေးတွေခိုးရောင်းထားတဲ့ဇိုဝေဆိုးရဲ့မြေအောက်ဆေးရုံအဖြစ်အသုံးပြုနေတဲ့နေရာကိုတက်မတော်ကလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပါတယ်။ဒါကတော့အနောက်မြောက်တိုင်းစစ်ဌာနချုပ်လို့ခေါ်ရမယ့်နမခမုံရနမခရဲ့အရှိတ်ဘက်မှာရှိနေတဲ့ဘော်ရီတထောင်မွန်ညစ်တန်ဘုတ်တွေအနီးပတ်ဝန်းကျင်ကညောင်မေသာကျေးရွာအနီးမှာရှိတဲ့အကြမ်းဖက်သမားတွေရဲ့တရားမဝင်စေကူတာမှုပြုလုပ်နေတဲ့နေရာကိုလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပါတယ်။ဒီလေကြောင်းတိုက်ခိုက်မှုကိုတော့မနေ့ကဧပြီလ2ရက်နေ့နေ့လယ်ပိုင်းမှာလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာဖြစ်ပြီး Jet Fighter ၄စီးနဲ့ကြိတ်ချတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။ဒီနေရာတွေကိုပြီးခဲ့တဲ့ဇန်နဝါရီလ15ရက်16ရက်ပတ်ဝန်းကျင်တွေမှာလည်းတမတော်ကစစ်ကြောင်းထုနေမြေရှင်းလင်းတာတွေပြုလုပ်ခဲ့ပူးပါတယ်။ဒါပေမဲ့တမတော်ကစစ်ကြောင်းထုနေမြေရှင်းလင်းလိုက်တာကတော့မုံရွာဒီနမခကနေချီတက်လာတဲ့လမ်းမုံရွာနမခရဲ့အရှိတ်ဘက်မအူဂိတ်မြေနှဲဂိတ်ကနေစပြီးတော့ဒီဆယ်ကြီးတော့တစ်ညိုပင်အဲ့ဒီကနေဒီတောမတောင်မရွာအဲ့ဒီကနေမှဒီညောင်မင်းသားရွာစတဲ့ကြီးရွာတွေကိုစစ်ကြောင်းထုနေမြေရှင်းလင်းတာတွေပြုလုပ်ခဲ့ပါတယ်။ဒါကြောင့်မွန်ညင်းတန်မုတ်တွေနဲ့ဒီဘော်ရီတထောင်အနီးမှာဆက်ကြီးတွေကောက်မိုက်ကြီးတွေခွဲတော်လိုင်းခေါင်းစဉ်တက်နေတဲ့ငမိုက်သားတတိုက်ကိုမုံရနမခကတပ်ဖွဲ့ဝင်တွေကစစ်ကြောင်းထုနေမြေရှင်းလင်းခဲ့တာတွေကြောင့်ဇန်နဝါရီလ20ရက်နေ့ဝန်းကျင်မှာပဲဒီဘော်ရီတထောင်တက်တော်ကိုကြော်လွန်ပြီးတော့အကြမ်းဖက်သမားတွေအထိနာဆုတ်ခွာသွားခဲ့ကြပါတယ်။ဖေဖော်ဝါရီလထဲမှာလည်းညောင်မင်းရွာမအနီးမှာအကြမ်းဖက်သမားတွေစုဖွဲ့နေတဲ့ဆိုတဲ့သတင်းကိုကြားသိခဲ့ရတဲ့အတွက်တမတော်ကလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပါတယ်။ဒါကြောင့်2026ခုနှစ်ဇန်နဝါရီလနဲ့ဖေဖော်ဝါရီလ2လဇက်တိုက်အကြမ်းဖက်သမားတွေရဲ့စုဖွဲ့နေရာမုံရနမခရဲ့အနီးမှာစုဖွဲ့လှုပ်ရှားမှုပြုလုပ်ပြီးမြို့ကိုဖျက်လို့ဖျက်ဆီးလုပ်ဖို့ဝင်ရောက်စိတ်ဝင်စကန်ချနေတဲ့အကြမ်းဖက်သမားတွေရဲ့နေရာကိုလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာကြောင့်အခုဆိုရင်အကြမ်းဖက်သမားတွေကဒီဘေးမဲ့တော်ရဲ့အရှိတ်ဘက်ညောင်မင်းသားရွာဘက်တီကိုရှစ်ပြောင်းပြီးတော့စကန်ချတာတွေလည်းပြုလုပ်ခဲ့တဲ့ကိုဗစ်ဆေးတွေခိုးရောင်းထားခဲ့တဲ့ပြောင်ကြီးဇော်ဝေဆိုးရဲ့ဆေးရုံကလည်းဒီနေရာလေးမှာလက်ပတ်နေတာဖြစ်ပါတယ်
ဒါကြောင့်မလို့တက်မတော်ကကင်းထောက်ပြီးတော့လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာဖြစ်ပါတယ်ဒီလေကြောင်းတိုက်ခိုက်မှုတွင်အကြမ်းဖက်သမားတွေရဲ့တရားဝင်စေကူတာမှုပြုလုပ်နေတဲ့စေယုံအစွာအိုးတွေစေယုံသောကရိယာတွေခွက်စိတ်ခံသောကရိယာတွေနဲ့အတူပြတ်ဖွာလန်ကျဲတွေအတွက်လိုအပ်နေတဲ့စေဝါတွေကတော့ပျက်စီးသွားပြီလို့သိရပြီးတော့နိုင်ငံတော်နဲ့နိုင်ငံသားတွေပေါ်မှာတစ္ဆာဖောက်သွားတဲ့စီဒီအန်ကျမ်းမာရေးဝန်ထမ်းတွေလူနာတွေကိုမျက်ကွယ်ပြုပြီးတော့ NUG ပြည်ပအုပ်စုနဲ့ဇော်ဝေဆိုးရဲ့နောက်ကိုတန်းတန်းမတ်မတ်နဲ့ထောင်နဲ့လိုက်သွားကြတဲ့ကျမ်းမာရေးဝန်ထမ်းတွေဆရာဝန်တွေတူနာပြုတွေစေဝါကူတာမှုပြုလုပ်ပေးနေတဲ့နေရာကိုပါလေကြောင်းတိုက်ခိုက်ခဲ့တာဖြစ်တဲ့အတွက်တက်စပေါက်စီဒီအန်တွေလည်းလေကြောင်းတိုက်ခိုက်မှုအတွင်ဖနှောင်းနဲ့တင်ပါတတားတဲ့ကြောင်ထွက်ပြေးကြရတယ်ဆိုတော့သတင်းတွေကြားသိရတယ်လို့ဇော်ဝေဆိုးစောက်ထားတဲ့မြေအောက်ဈေးရုံထဲမှာပဲတိုက်ခိုက်မှုကြောင့်မြေကြီးအောက်ကိုတခါလဲရောက်သွားကြတဲ့သူတွေလည်းရှိကြပါတယ်ကျမ်းမာရေးဝန်ထမ်းတွေဖြစ်ပြီးတော့တွေကိုမျက်ကွယ်ပြုကျမ်းဖက်သမားတွေရဲ့ဒီလေဖန်းဒန်းစီတာတွေကိုယုံမှပြီးတော့စီဒီအန်လုပ်ခဲ့ကြတဲ့သူတွေအခုတော့ပြည်သူ့ကျင်းစာစူးကြပြီဖြစ်ပါတယ်ဒီလိုပြည်သူ့ကျင်းစာစူးတဲ့ထဲကမှဒီတိုက်ပွဲအတွင်းတက်မတော်ရဲ့စစ်ကြောင်းထိုးနေမျိုးရှင်းလင်းမှုတွေအတွင်းအတူပြတ်ဖွာလန်ကျဲတွေနဲ့စေကူတာမှုခံယူနေတဲ့အကြမ်းဖက် PDF တွေလည်းလေကြောင်းတိုက်ခိုက်မှုအတွင်းထိခိုက်ဒေဆုံးမှုတွေနဲ့ကြုံတွေ့ခဲ့ရပါတယ်မနေ့ကလေကြောင်းတိုက်ခိုက်မှုအတွင်းမှာတော့အကြမ်းဖက်သမားတွေစခန်းချနေတဲ့နေရာကိုရောအကြမ်းဖက်သမားတွေတရားမဝင်စေကူတာမှုပြုလုပ်နေတဲ့နေရာကိုကြစ်ချတိုက်ခိုက်နိုင်ခဲ့တာဖြစ်တဲ့အတွက်အကြမ်းဖက်သမားတွေအတွက်ကတော့နှာစီးလို့တောင်မှပေါ့ဆရာဆေးပြားမရှိတော့တဲ့အခြေအနေဖြစ်သွားပါတယ်ဒီလိုမျိုးຫນွေရာသီကာလဝင်းပြက်ဝင်းလျှောတွေဖြစ်နေတဲ့ကာလမှာဝင်းပိတ်စေတောင်တောက်စရာမရှိအခြေအနေဖြစ်သွားပြီဖြစ်တဲ့အတွက်မုံရွာအနီးပတ်ဝန်းကျင်မှာစိုးသွမ်းတောင်းကျမ်းနေတဲ့အညာသားတောသားတွေဝန်းသွားမယ်ဆိုရင်တောင်မှပြောင်းမှုရုပ်ကိုခြုံပြီးတော့ပိတ်ဆို့ထားရမယ့်အခြေအနေမျိုးဖြစ်သွားပါပြီလိုအပ်တဲ့စေဝါတွေအားလုံးလည်းပျက်စီးသွားပြီဖြစ်ပြီးတော့တရားဝင်စေကူတမှုပြုလုပ်နေတဲ့ဆောင်အယောင်ပြအစောတွေအားလုံးလည်းပျက်စီးနိုင်ခဲ့တာဖြစ်တဲ့အတွက်အကြမ်းဖက်သမားတွေထိခိုက်ဒေဆုံးမှုတွေလည်းများခဲ့တယ်တရားဝင်တည်ဆောင်ထားတဲ့တရားဝင်ယူဆောင်ထားတဲ့တရားဝင်ဓမြတိုက်ထားတဲ့စေဝါတွေစေယုံသောကရိယာတွေနဲ့ခွဲစိတ်ကန်သောကရိယာတွေအားလုံးလည်းလုံးဝပျက်စီးသွားပြီဖြစ်ပါတယ်ပြီးခဲ့တဲ့ရက်ကလည်းဒီကဏီမြို့နယ်ထဲမှာရှိတဲ့တရားဝင်မြေအောက်စေယုံကိုဒီကြောင့်တိုက်ခိုက်မှုပြုလုပ်ခဲ့ပါတယ်ဒါကလည်းဒီကဏီမြို့နယ်ထဲမှာရှိနေတဲ့ကဏီမြို့ရဲ့အရှိတ်မှာရှိနေတဲ့စုလီကုန်းရွာမှာနေတဲ့အကြမ်းဖက်သမားတွေရဲ့မြေအောက်စေယုံကိုလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာဖြစ်တယ် NUG စေယုံကိုလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာဖြစ်တဲ့အတွက်စကိုင်းတိုင်းကအညာသားတွေမှာတော့စေကုသစရာနေရာမရှိသလောက်ဖြစ်လာပြီဖြစ်ပါတယ်အညာတွေပူမှာအညာသားတွေကတော့ဒုက္ခအတိရောက်ကြတော့မှာဖြစ်ပါတယ်အစိုးရအသစ်ပြောင်းလဲသွားပြီးတဲ့နောက်စစ်ရေးနဲ့နိုင်ငံရေးကိုမျှခြေထားကစားသွားမှလည်းရှိသလိုလွတ်တော်ကနေလည်းဒီစစ်ရေးကိစ္စတွေနဲ့ကျန်းဖက်သမားတွေရဲ့ဒေတာတွင်းတည်ငြိမ်အေဂျင့်ရေးပြပြအောင်လှုံ့ဆော်နေတဲ့ကိစ္စတွေနဲ့ပတ်သက်ပြီးအပြန်အလှန်ဆွေးနွေးအဆိုတွေပြုကြမှာဖြစ်တဲ့အတွက်အကြမ်းဖက်တွေနဲ့ပတ်သက်ရင်အရင်လိုမျက်စိမိတ်ပြီးလှုပ်ချင်တာလှုပ်လို့မရတော့တဲ့အခြေအနေမျိုးဖြစ်သွားပြီးတော့အကြမ်းဖက်သမားတွေရဲ့လှုပ်ဆောင်မှုမှန်သမျှကိုလွတ်တော်ကလည်းလွတ်တော်ကိုယ်စားလှယ်တွေအားလုံးကလည်းအရေးချင်းရှိနေပဲဆောင်ရွက်သွားမယ်လို့ယုံကြည်ရတာဖြစ်တဲ့အတွက်အကြမ်းဖက်သမားတွေရဲ့စိုးတန်တောင်းကျမ်းမှုတွေကိုအစိုးရအနေနဲ့မိကဲသို့ဆောင်ရွက်သွားမလဲဆိုတဲ့မိကုန်းတွေနဲ့အကြမ်းဖက်သမားတွေကိုတံပြန်တိုက်ခိုက်သွားမယ်ပုံစံမျိုးမြင်တွေ့လာရပြီဖြစ်ပါတယ်ဒါကြောင့်2026ခုနှစ်က PDF တွေရဲ့တင်ကြိုင်ကြောက်မဲ့နှစ်တစ်နှစ်လို့ဆိုရမှာဖြစ်ပါတယ်အခုဆိုရင်တော့ဒီတမတော်ကစကိုင်းတိုင်းထဲမှာရှိနေတဲ့နေရာတော်တော်များများကိုလေကြောင်းတိုက်ခိုက်မှုတွေလည်းပြုလုပ်ထားတယ်အရင်လိုမျိုးဒီလေရင်တစ်စီးစားနှစ်စီးစားနဲ့ကျဲကျတိုက်ခိုက်တာတွေအစားအခုဆိုရင်အနည်းဆုံး Jet Fighter ၄စီးလောက်နဲ့အုပ်လိုက်လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်လာတာဖြစ်တဲ့အတွက်အကြမ်းဖက်သမားတွေအတွက်ကတော့လုံးဝဆိုးရတဲ့အိမ်မက်ဆိုးတွေကိုကြုံတွေ့ရတော့မှာဖြစ်ပါတယ်အကြမ်းဖက်သမားတွေမင်းကိုနိုင်တို့ခေါ်ကြီးတို့ဇော်ဝေဆိုးတို့ရီမွန်တို့ပြောနေကြတဲ့မြန်မာစစ်တပ်မှာလေရင်စီမရှိတော့ဘူးဆိုတဲ့မျှော်လင့်ချက်အမားတွေနဲ့ပဲအချိန်ချင်းလေကြောင်းတိုက်ခိုက်ခံလိုက်ရရင်နဲ့တရဏဂုံတင်ခွင့်မရလိုက်တဲ့အညာသားတော်သား PDF စစ်သွေးကြွတွေတခါသုံးပုံကျုံတွေမှာဒီနေ့ဒီအချိန်ထိသိဆုံးသူကအရေးအတွက်ထောင်ချီတောင်းချီရှိနေပြီဖြစ်ပါတယ်မျှော်လင့်ချက်အမားတွေနဲ့ပဲဒီတက်မတော်ကိုတံပြန်တိုက်ခိုက်ရင်းနဲ့လူဦးတော်လိုင်းအောင်မြင်မယ်လို့မျှော်လင့်နေရင်းနဲ့ပဲအခုဆိုရင်တော့ရွေးကောက်ဝေကြီးကလည်းအောင်မြင်သွားပြီရွေးကောက်ခံအစိုးရကလည်းတက်လာတော့မှဖြစ်တဲ့အတွက် NUG ကိုယ်တိုင်မှာနိုင်ငံရေးကညီကုန်းချုပ်သွားပြီဖြစ်ပါတယ်ဒီလိုနိုင်ငံရေးညီကုန်းချုပ်သွားတဲ့ပြည်ပြည်အုပ်စုကမွေးထုတ်ပေးလိုက်တဲ့တခါသုံးဘုံကျုံခိုင်းဘက်ချမ်းသာခွေးတာရှိတဲ့ PDF တွေရဲ့အနာဂတ်ကလည်းမရေရာတဲ့အခြေအနေမျိုးကိုမြင်တွေ့လာရပြီဖြစ်ပါတယ်ဒါကြောင့်လက်ရှိအစိုးရအပြောင်းလဲကာလမှာတော့ဒီတက်မတော်ကြီးကဲတွေကရောဒါမဲ့ရွေးကောက်ခံအစိုးရအဖွဲ့ကရောတဘောထားကြီးစွာနဲ့ပဲဒီအလင်းဝင်လာမဲ့ညီငယ်တွေအလင်းဝင်လာမဲ့မြန်မာနိုင်ငံသားလူဆန်းအရင်းမြစ်တွေကိုတော့တကားဖွင့်ထားစေဖြစ်ပါတယ်ဒါပေမဲ့တတ်မှတ်ထားတဲ့ကာလတတ်မှတ်ထားတဲ့အချိန်ကျော်လွန်သွားရင်တော့တွဲဆောင်ဆွေးနွေးရေးအခြေအနေတွေပဲတကားဖွင့်ထားမလားဒါမှမဟုတ်အပြုတ်တိုက်သွားမယ်အပြုတ်တိုက်အခြေအနေတွေထိကိုကြုံတွေ့ရမလားဆိုတာကတော့အကြမ်းဖက်သမားတွေတက်ဆွထားဖို့ကြိုတင်ပြင်ဆင်ထားဖို့လိုပါတယ်မကြာခင်ကာလအတွင်းတက်မတော်လေရဲ့လေကြောင်းတိုက်ခိုက်မှုတွေမြေပြင်တိုက်ခိုက်ရေးတပ်ဖွဲ့ဝင်တွေရဲ့စစ်ကြောင်းထိုးမှုတွေအတွင်းအကြမ်းဖက်သမားတွေများစွာတိတက်ပုံမှုထိခိုက်သေဆုံးကြပါလိမ့်မယ်ဆိုတဲ့သတင်းအကြောင်းအရာကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်